ဝေးတဲ့မှာကြိုးစားနေတယ်စုံပြမှုတွေများလေဒုံတွေရောက်လာကြတဲ့ရှင်တန်းကအိမ်မက်တစ်ခုတည်းညော်လေးရေယူနေတာဒါဆိုရင်တစ်ချက်ကနေပြီ လာခဲ့တဲ့ရှင်နာကိုရှင်ရဲ့ဘဝလေးရဲ့ညော်လေးချင်ရဲ့ကပါလေးဒီနေ့နေ့တော့နေရင်နာသူပုံပပူတွေရောက်လာမှာခဏလေးတော့ဆောင်ဆောင်ရင်လည်းနေမှာရှင်မဲ့ချက်တွေပြည့်တဲ့ဒီနေ့မင်းနောက်ကိုပြေးလေမရောက်လာမှာဝေးနေလေခဏလေးတွေ့မှာကွာ ဆိုလေ ရှိပါရင်ဒီချမ်းမြေ